အင်မရန်ရဲ့နိုင်ငံခြားရေးဝန်ကြီးကတဲ့ကာတာနိုင်ငံတို့ဆိုဒီနိုင်ငံတို့သက်ဆိုင်ရာနိုင်ငံတွေမှာအတူတကွဒီမူဂျာဘာခါမနီရဲ့ကုန်တွေရဲ့လမ်းကြောင်းအသက်တော်စီမင်းချက်မှတ်မဲ့အကြောင်းတွေကိုပူးပေါင်းကြဖို့စီယုံရဲ့ Okay အားလုံးပဲမင်္ဂလာပါဒီကနေ့မေလ2ရက်နေ့ညနေပိုင်းနိုင်ငံတကာစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နာမည်ယောတီဖာလို့ခေါ်ပါတယ်ပထမဆုံးစိတ်ဝင်စားစရာသတင်းကတော့အီရန်နိုင်ငံကနဲ့ထုတ်ပြန်လာတဲ့အသစ်ဆက်သတင်းအီရန်ရဲ့ခေါင်းဆောင်မူဂျာဘာရဲ့လက်အောက်ထဲမှာတဲ့အခုပါရှားပြင်လေကွင်းကုန်သွယ်ရေးလမ်းကြောင်းအသစ်တော်စီမင်းအသစ်ကိုသူတို့ထုတ်ပြန်လိုက်ပြီးအဲ့ဒီစီမင်းအသစ်နဲ့ထုတ်ပြန်ပြီးတော့မှကုန်သွယ်ရေးဘာလောက်လာမလဲဆိုတဲ့ဟာကိုစိတ်ဝင်စားစရာကောင်းတယ်သူတို့ရဲ့တင်ပေါ်အမြောက်အများလေးပဲပါရှားပြင်လေကွင်းမှာလမ်းကြောင်းတစ်ခုဖောက်နေတဲ့ဟာကိုဒီရုပ်သံပိုင်းမှာထုံးနှင်ပြသနေတယ်အဲ့ဒီမတိုင်ခင်သူတို့ဘာတွေလုပ်ခဲ့လဲဆိုရင်အင်မရန်ရဲ့နိုင်ငံခြားရေးဝန်ကြီးကတဲ့ကာတာနိုင်ငံတို့ဆိုဒီနိုင်ငံတို့သက်ဆိုင်ရာနိုင်ငံတွေမှာအတူတကွဒီမူဂျာဘာခါမနီရဲ့ကုန်တွေရဲ့လမ်းကြောင်းအသက်တော်စီမင်းချက်မှတ်မဲ့အကြောင်းတွေကိုပူးပေါင်းကြဖို့စီယုံရေးလုပ်ခဲ့တယ်တဲ့အားကြောင့်ဒီလမ်းကြောင်းနဲ့သူတို့ဘာတွေအစဉ်စဉ်ဆွဲပြီးတော့မှလောက်လာမလဲဒီလမ်းကြောင်းအခုအသက်ရှင်မင်းချမှတ်တာဟာဟိုမော့စ်ရဲ့ကြားကိုရောသူတို့ပိုင်းဆိုင်တဲ့သူတို့လုံနိုင်တယ်ဆိုတဲ့အပိုင်းကိုမြင်သာစေဖို့လုံလာနိုင်တဲ့အချက်ရှိတယ်အဲ့ဒါအခုတစ်ဆက်အခုလေးတင်ကြားရတဲ့သတင်းဒုတိယသတင်းကတော့အမေရိကန်ကအီရန်နဲ့တရုတ်တို့ရဲ့အဓိကရေနံကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့မှဒီနိုင်ငံရဲ့ကုန်သွယ်ရေးကိုအဓိကပိတ်ဆို့ခြင်းကိုစတင်ဆောင်ရွက်ကြောင်းထုတ်ပြန်ထားတယ်အီရန်ဘက်ကရေနံတွေကိုတရုတ်လုံးဝမရရှိအောင်ဆောင်ရွက်တဲ့အတစ်တော်ပိတ်ဆို့ခြင်းအဲ့ဒါကိုစချင်းသင်္ဘောတစည်းကိုဖမ်းဆီးပြီးတော့မှအရေးယူပြီးတော့မှဆောင်ရွက်မဲ့ပုံကိုသူတို့ချပြလာတယ်ဒီတော့အမေရိကန်ကဒီပနာမာသူမြောင်းနေမှာတရုတ်ရဲ့နော်အမေရိကန်သင်္ဘောတွေကိုကုန်သွယ်ရေးသင်္ဘောတွေကိုအပါဝင်တခြားသင်္ဘောတွေကို90ကျော်ကိုစစ်ဆေးပြီးတော့ထိန်းသိမ်းတဲ့ဟာတွေရှိတယ်တခြားလမ်းကြောင်းတွေအမေရိကန်ရဲ့ပိစုအရေးယူထားတဲ့ဟာကိုကုန်ကြောင်းကနဲ့ရထားတွေနဲ့ဒီအီရန်ကနဲ့တစ်စစ်ပါကစ္စတန်ဟိုဘက်တရုတ်အထိလုံးဝအမအကန်ကုန်တွေရေးတွေလောက်လာတဲ့ကြောင့်ထိရောက်တရုတ်ကိုနော်စီးတာဖို့ရန်အတွက်အခုချမှတ်လိုက်တာဖြစ်တယ်တဲ့အဲ့ဒါအင်မတန်မှစိတ်ဝင်စားစရာကောင်းနေတဲ့တဲ့ဒီမေလတရက်ကနေတရုတ်ပြည်မှာဘာတွေဖြစ်လဲဆိုရင်တရုတ်ပြည်မှာဒီလမ်းမှာမော်ဒိုဘီကေအသက်ဆက်ကိုစေရုပ်တရုတ်ကနဲ့စတင်နေပြီစေရုပ်တရုတ်တွေကတရုတ်ရဲ့လှုပ်ဆောင်ချက်ကအင်မတန်မှအောင်မြင်တဲ့အားကြောင့်ဒီလမ်းမတွေမှာမော်ဒိုဘီကေလှုပ်တဲ့အချိန်မှာလုံးဝတိကျအင်မတန်မှတိကျလှုပ်လာတဲ့အပိုင်းကိုရုပ်သံတွေမှာပေါ်ပြတယ်မေလတရက်ကနဲ့စတင်ပြီး robot တရုတ်နိုင်ငံမှာလှုပ်ဆောင်နေပြီဆိုတဲ့ဟာကိုပေါ်ပြနေတယ်ဒါပေမဲ့နောက်တစ်ခုရှိတာကြတော့ဖိလစ်ပိုင်တွေမှာအခုနော်တော်များအမေရိကန်ရဲ့တပ်သားတွေရောက်နေတဲ့ဟာတွေရှိတယ်တင်ပေါ်နဇီအခြေစိုက်ထားတဲ့ဟာတွေရှိတယ်ဒီတောင်ကိုရီးယားတို့နဲ့ပေါင်းမှနော်တကယ်ဗီယက်နမ်တို့ဒီလိုမျိုးနဲ့ပေါင်းမှအမေရိကန်ကလှုပ်လာတဲ့ဟာတရုတ်အတွက်အင်မတန်မှအန်ဒီရရှိနေတယ်အဲ့ဒါကိုကြိုလုံးဝထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့မှရှစ်မတိုးရဲအောင်အမေရိကန်စစ်သားတွေတောင်မှရောက်နေတယ်ဒီတော့စီးပွားရေးကိုတစ်ဖက်အမေရိကန်ကပိတ်ပလိုက်ပြီသူတို့ထိုင်ဝမ်မျောလင့်ချက်လည်းပြန်ပိတ်ဖို့အမေရိကန်ကတပြိုင်နဲ့လုပ်နေတာဖြစ်တယ်အဲ့ဒီလှုပ်ဆောင်ချက်ကြောင့်တရုတ်ကတော့စီးပွားရေးကိုလည်းပြန်အတိုက်အခံပြန်လုပ်နေရတယ်ဒီထိုင်ဝမ်အရေးကိုလည်းသူတို့မနေ့အိမ်မက်ထားတဲ့ဟာကိုပြန်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ဟာကိုကြိုးစားနေတဲ့အချိန်မှာအနောက်အရှက်ဖြစ်လာသေးတဲ့အများကြီးဒီဒေတာတွင်းနိုင်ငံတွေ
အခုတရုတ်ရဲ့ဩဇာလွှမ်းမိုးအောက်မှာမနေတော့ဘူးဆိုတဲ့တုတ်ပြန်ချက်တွေအများကြီးလောက်တာတဲ့ကြောင့်နားကားနေတယ်တော်တော်ရှုပ်နေတယ်အဲ့ဒါတခုအခုနောက်ထပ်တစ်ခုကအိန္ဒိယနိုင်ငံမှာလေတကယ် highway လမ်းမတွေမှာတော့တကယ်မြေပြိုမှုနဲ့ပိတ်ဆို့သွားတဲ့ဟာတွေရှိတယ်ကြီးမားအများကြီးဖေရှားရမဲ့ကန္တခက်ခဲရောက်နေတယ်နောက်တစ်ခုမက္ကဆီကိုနိုင်ငံမှာလည်း accident ဖြစ်တယ်တကယ်နော် highway လမ်းမှာ bus ကားတစ်စီးကတော့လမ်းချော်ပြီးတော့မှတိမ်မောက်သွားတယ်ဒွန်းဆက်တရောက်တေဆုံးပြီးတော့မှ30ကျော်လောက်ကဒဏ်ရာရထားတယ်ဒီလိုမျိုးပြဿနာတွေရှိနေတယ်တော်များ accident အကြောင်းနဲ့ပြောရင်တော့အခုနောက်ပိုင်းအခုစန္ဒပြတဲ့ဟာတွေလာပြီးဂျူဘာမှာကြတော့ American ရဲ့စီးပွားရေးပိတ်ဆို့ထားမှုနောက်ပြီးတော့မှတော့လုံးဝသူတို့လှုပ်ရှားလို့မရအောင်ပိတ်ဆို့ထားမှုကိုကန့်ကွက်တဲ့အနေနဲ့ American တန်ယုံမှာလာပြီးတော့မှဒီဂျူဘာပြည်သူအားလုံးကိုဒါကတကယ်ရက်စက်တဲ့လုပ်ရဖြစ်တယ်ဆိုပြီးတော့မှစန္ဒပြနေတယ်ဒါကိုမလုပ်ပေးနဲ့ဒီလိုမလုပ်ပေးနဲ့ဆိုပြီးတော့မှတစ်ဆက်သေးမှာကဘာပေါ်မှာတကယ်ဒီအချမ်းဖက်အဖွဲ့အစည်းတွေတော်များပြီးတော့မှနိုင်ငံမတည်မငြိမ်မှုတွေများလာတဲ့ကြောင့်အလုတ်သမားနဲ့အဖြစ်ကြားရောက်တဲ့အချိန်မှာစန္ဒပြမှုတွေပြင်သစ်မှာကြီးကျယ်ချနေတယ်ပြင်သစ်ရဲ့ဝန်ကြီးချုပ်လည်းတပ်ပုံတွေမီးရှို့ပြီးတော့မှစန္ဒပြမှုကြီးမားဖြစ်နေတယ်အဲ့တော့လည်းမနှဲဖြည့်ရှင်းနေရတယ်တစ်ဖက်မှာဒီဂျာမနီနိုင်ငံမှာလည်းတော်များစန္ဒပြနေတယ်စန္ဒပြမှုတွေမှာရဲတွေနဲ့ပြည်သူတွေစန္ဒပြတဲ့သူနော်ပြစ်တာခိုက်ကြတာကျွန်တော်အားမြန်မာပြည်မှာကြုံဖူးတဲ့အခြေအနေအတိုင်းကိုဒီလိုဖြစ်နေတယ်အခုကဘာမှာတကယ်ဒီနီးပညာနဲ့ပတ်သက်ပြီးတော့မှစိတ်ရုပ်တွေတုံးလာတဲ့အချိန်မှာ Facebook တွေကအစ YouTube တွေကအစနီးပညာတွေမှာတိကျအရင်ကိုတိကျလွန်းတဲ့အတွက်ကြောင့်ဒူနားမလေတဲ့စိတ်ရုပ်တွေရဲ့လှုပ်ဆောင်ချက်အားဖြင့်ကျွန်တော်တို့တော်လေးဒုက္ခရောက်နေတယ်။အောက်ကမိတစ်ခုထဲမာတာဖြစ်ဘာဖြစ်စိတ်ရုပ်ကတော့မင်းမားတယ်စီမားတယ်ပဲ။ဒါဒီလိုမျိုးဆိုတော့ကျွန်တော်နားလေပေးလို့မရအောင်။အဲ့ဒီကာလကိုကျွန်တော်ရောက်နေတဲ့အချိန်မှာဒီစိတ်ရုပ်နီးပညာခေတ်မီနီးပညာတွေမြောက်များစွာအဖြစ်ဒုက္ခပေးနိုင်တဲ့အနေအထားဖြစ်တယ်အခုဒီ Israel နိုင်ငံမှာဒီ Jerusalem မှာဒီအမျိုးသမီးဒီဘာသာရေးနဲ့ဆိုင်တဲ့ဆီယာမပြောရမှာဘူးနော်တယောက်ကိုမဆိုင်လာပြီးတော့မှတုံးချပြီးလမ်းပေါ်မှာတုံးတဲ့ဒဏ်ရာရအောင်လုပ်တဲ့ဟာတွေရှိတယ်အဲ့ဒါကိုထိရောက်အရေးယူဖို့ဆောင်ရွက်နေရတယ်ဒီတော့ဒီကဘာကြီးမှာခက်ခဲတဲ့ကာလတကယ်ကြုံသိနေပြီတကယ်ကြားရတဲ့သတင်းတွေကနေ့တိုင်းစစ်ရေးပြင်ဆင်တဲ့ဟာတွေတိုက်ခိုက်ရတော့မယ်လို့ဖြစ်လာတဲ့ဟာတွေအမေရိကန်သမ္မတကြီးဒေါ်နယ်ထရမ့်ကဘာမှအီရန်နဲ့တွေ့ဆုံဆွေးနွေးတဲ့ဟာမလုပ်ပဲနဲ့ဒီတိုင်းညင်ထိုင်နေတာပိုပြီးမှပိုကောင်းတဲ့လှုပ်ဆောင်မှုဖြစ်တယ်ဆိုပြီးမှပြောနေတာဖြစ်တယ်အင်ရန်နဲ့ပတ်သက်ပြီးတော့မှဆွေးနွေးတာတို့နော်ညိနိုင်တာတို့မလုပ်ဘဲနဲ့ဒီတိုင်းထိုင်နေတဲ့ဟာကတဲ့ဟိုမော့စ်ရေတကြားကိုထင်းနေတဲ့ဟာကတကယ်ပိုပြီးမှပိုကောင်းနေတဲ့လုပ်ရဖြစ်တယ်တဲ့အမေရိကန်နိုင်ငံမှာလည်းစီသေးတွေပိုတက်လာတဲ့ဟာရှိတယ်ဒါပေမဲ့နျူကလ িয়ার နဲ့ပတ်သက်ပြီးတော့မှအမေရိကန်နိုင်ငံကပေးဆက်ရတဲ့အနေအထားပေးဆက်ခြင်းလို့သာမှတ်ယူကြရအောင်ဆိုပြီးတော့မှနိုင်ငံကိုပြောနေတာဖြစ်တယ်အဲ့ဒီကြောင့်ဒီ American လည်းခံရတယ် Israel နဲ့အနေအချင်းတော့ခံရတဲ့ဟာရှိတယ်တကဘာလုံးမှာအစိုးဆုံးခံရတာခုနောက်ပိုင်းတရုတ်နဲ့အီရန်တဖြည်းဖြည်းနောက်ပြီးတော့မှအမြဲတမ်းဒေါသနဲ့တိုက်ခိုက်နေတဲ့ဟာကကြတော့ဒီရုရှားဒီလိုဖြစ်နေတဲ့မာလီနိုင်ငံတွေမှာအပြည့်အခက်လောက်ကြတဲ့ဟာတွေနော်တော်လိုင်းရဲ့တပ်ဖွဲ့တွေနဲ့လောက်ကြတဲ့ဟာတွေအယမ်းများနေပြီဒါကြောင့်ဒီနောက်ဆုံးရတဲ့တဲမှာပိုစိတ်ဝင်စားစရာကောင်းတာအီရန်ရဲ့ခြေတလန်းဖြစ်တဲ့မူဇာဘာခါမနီကတကယ်ရှိမရှိတော့မသိဘူးဒါပေမဲ့သူ့ရဲ့မိကုံသူ့ရဲ့ဥဆောင်မှုအားဖြင့်ပါရှားပင်လေကွိမှာကုံသူရဲ့လမ်းကြောင်းစီးမင်းအစ်စ်ကိုချမှတ်ပြီးတော့မှဆောင်ရွက်စပြ
ပြုတ်လာနေပြီဆိုတဲ့ဟာဒီဟာကိုအမေရိကန်နဲ့ Israel တွေဘလို့တုတ်ပြန်လာမလဲဆိုတဲ့ဟာကိုဆက်ကျွန်တော်ဒီညမှာလည်းပဲရှာဖွေပြီးတော့မှအချိန်နဲ့တပြေးညီထူးခြားတဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်တယ်ကြည့်ရှုအားပေးကြတော့ချစ်တော်ညီကောင်မောင်မတယောက်ချင်းစီကိုဘုရားသခင်ကောင်းကြီးပေးပါသည်လိုအင်စန္ဒများလဲပြေဝကြပါစေโอเค